ကြိုးဆိုပါတယ်ဒီနေ့မှာတော့ကဘာပေါ်မှာတက်ချမ်းအတူဆုံးတတ်တော်ဇဲမျိုးရဲ့အကြောင်းကိုစိတ်ဝင်စားစရာကောင်းအောင်လေ့လာသွားကြပါမယ်လူသားတွေအတွက်တော့မျက်တောင်တစ်ခတ်စာလောက်ပဲရှိတဲ့အချိန်လေးအတွင်းမှာဘဝတစ်ခုလုံးကိုအဆအဆုံးဖြတ်တန်းသွားကြတဲ့ထူးခြားတဲ့တတ်တော်လေးတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါတကယ်ကိုအန်တဆရာဒီပြည့်နဲ့နေမှာသိကြပါတယ်စိတ်ကူးကြည့်ကြည့်ရအောင်ပါလူတယောက်ရဲ့ဘဝတစ်ဆက်တာလုံးဟာ24နာရီအတွင်းမှာပဲအစအလဲအဆုံးပြီးသွားမယ်ဆိုရင်ဘာတွေများလှုပ်ဆောင်နိုင်မလဲအချိန်ဒီအရာကိုတိုးတောင်းလုံးတဲ့တကယ်ကိုအရေးကြီးဆုံးဆိုတဲ့ကိစ္စတွေကိုပဲရွေးချယ်လှုပ်ဆောင်ရတော့မှာပေါ့ဟုတ်တယ်မလားအခုကျွန်တော်တို့လဲလာပဲအန်တီယယ်ဘွယ်ကောက်တဲ့တတ်တော်လေးတွေတက်ကတော့ဒါစိတ်ကူးရင်ဇလန်တပုတ်မဟုတ်ပါဘူးသူတို့ရဲ့တကယ်လက်တွေ့ပေါ်ပါပဲလူသားတွေရဲ့ဖျားမြတက်တမ်းဖြစ်တဲ့80 80နဲ့ဒီတက်တော်လေးတွေရဲ့24နာရီကနေစနေတာရှိတဲ့တက်တမ်းကိုရှင်းကြည့်လိုက်ရင်ကွာဟချက်ကတော်တော်လေးကိုချီးမားပါတယ်အချင်းရဲ့တန်ဖိုးကိုနားလည်ဖို့အတွက်ဒီလိုကွာဟချက်ကိုမြင်တအောင်တီးထားဖို့ကတကယ်ကိုအရေးကြီးပါတယ်ဒီတက်တော်လေးတွေအတွက်တော့စက္ကန့်တိုင်းမိနစ်တိုင်းဟာအသက်ရှင်တန်ရေးနဲ့မျိုးဆက်ပြတ်ပွားရဲ့အတွက်တန်ဖိုးမဖြစ်နိုင်အောင်ကိုအရေးပါနေတာပါကဲဒါဆိုရင်ဒီအကြောင်းအရာတွေကိုသိစိတ်လေ့လာကြည့်လိုက်ကြအောင်ဒီနေ့အတွက်အပိုင်း1တက်တန်းတို့တက်တော်များအပိုင်း2နာရီနဲ့ရပိုင်းသာရှင်တန်သူများအပိုင်း3တိရမတ်အနှဲငယ်သာရှင်တန်သူများအပိုင်း4လောပိုင်းမှာတစ်နှစ်တက်တန်းများဆိုပြီးအဆင့်ဆင့်လေ့လာတော်ပြီးတော့နောက်ဆုံးပိုင်း9မှာဘွားအတွက်သင်ခန်းစာများဆိုပြီးဆွေးနွေးသွားမှာပါအပိုင်း1တက်တန်းတို့တက်တော်များဒီထူးခြားတဲ့တက်တော်လေးတွေကိုတဘာဝတရားကနေအလွန်တိုးတောင်းပြီးမဲ့ရည်ရွယ်ချက်ရှိရှိလဲပတ်နိုင်တဲ့ဇီဝနာရီတွေနဲ့ဘယ်လိုဖန်တီးပေးထားသလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြအောင်ပါဆက်ပြီးတော့အပိုင်းနဲ့အနေနဲ့နိုင်နဲ့ရပ်ပိုင်းသာရှင်တန်းသူများအကြောင်းကိုတွားလိုက်ကြအောင်ပါကဘာပေါ်မှာတက်တန်အတူဆုံးတက်တော်အဖြစ်ရမေးရင်ကောင်လို့ခေါ်တဲ့ Mayfly လေးတွေကထိတ်ဆုံးကရက်တည်နေပါတယ်သူတို့ကရေထဲမှာလောက်ကောင်ဘဝနဲ့နည်းနည်းချီနေထိုင်တတ်ကြပြီမဲ့အတောင်ပိုင်းပေါက်ပြီးအရွယ်ရောက်လာချိန်မှာတော့သူတို့ရဲ့တက်တန်ဟာ24နာရီလောက်ပဲတချို့ဆိုရင်နိုင်အနှဲငယ်ပဲရှိတော့တာပါအန်တော်စရာအကောင်းဆုံးကတော့လေသူတို့မှာအစာစားဖို့ဘာစက်တောင်မပါဝင်ပါဘူးတကယ့်ကိုထူးဆန်းပါတယ်သူတို့ရဲ့တခုတည်းသောရည်ရွယ်ချက်ကမိတ်လိုက်ဖို့နဲ့ဥအုပ်ဖို့ပါပဲအဲ့ဒီရဝင်ပြီးဆုံးတာနဲ့ချက်ချင်းပဲသေးဆုံးသွားကြပါတယ်နောက်ထပ်ထူးခြားတာလေးတွေရှိသေးတယ်အနုကြည့်ဝရေတထွား Gastroctrix လေးတွေက3ရက်ခန့်လာတန်းရှိပြီးသူညတသမ3 mm လောက်ပဲအရွယ်စားရှိပါတယ်သူတို့ကဒီ3ရက်ဆိုရဲ့အချိန်တိုလေးအတွင်းမှာပဲအစာစားခြင်းနဲ့မျိုးပွားခြင်းကိုအလင်းအမြန်လောက်ဆောင်ကြတာပါပြီးတော့ prostate အထိ drone end တခြား prostate တွေကနစ်နယ်ချီအသက်ရှင်တယ်ပြီးမဲ့သူတို့ကတော့3ပတ်လောက်သာအသက်ရှင်ပါတယ်ဘယ်မှာနဲ့မိတ်လိုက်ဖို့ဆိုရဲသူတို့ရဲ့တခုတည်းတော့တာဝန်ကိုထမ်းဆောင်ပြီးတာနဲ့ဘဝနေကုန်ချုပ်သွားကြတာပါပဲအခုအပိုင်း3ခေတ်တဲ့သတင်းပတ်အနေငယ်သာရှင်သန်သူများစီကိုဆက်သွားကြပါမယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာအမြဲတွေ့ရတတ်တဲ့အင်းရင်ကောင်တွေတက်တန်ဟာ28ရက်သားရှိပါတယ်။ဒါပေမဲ့အဲ့ဒီအချင်းတိုလေးအတွင်းမှာဥပေါင်းထောင်တန်းနီးပါးလောက်အထိဥနိုင်စွမ်းရှိပါတယ်။ပြီးတော့ရက်40ကနေ50အထိအသက်ရှင်တဲ့တတိယင်ကောင် fruit fly လေးတွေပေါ့။ဒီအချက်ကဘာကိုအကောင်းဆုံး theory for နေတယ်လဲဆိုရင်တတိယင်ကောင်တွေရဲ့မျိုးရိုးဗီဇ DNA ဒီ soft phone ဟာလူသားတွေနဲ့အတော်ကြီးကိုဆင်တူနေတာပါပဲ။ဒါကြောင့်သူတို့ရဲ့တိုတောင်းလာတဲ့ပပွားလေးတွေဟာလူသားတွေရဲ့ရော shop ပဲသူတွေတနာတွေအကတကယ်ကိုအရေးပါနေပါတယ်ပြားလို့သားလေးတွေအချောင်းကိုလေကြည့်အောင်သူတို့ဟာနွေရာသီမှာရှိရင်တက်တန်းက4ပတ်ကနေ6ပတ်လောက်သာခံပါတယ်ပန်းဝီရှောက်ဖွေတာပြောင်းအောင်တီဆောက်တာနဲ့ဘီရင်မားကိုပြုစုတာစားတဲ့အလုပ်တွေကိုမနာတဲ့လှုပ်ဆောင်ရင်းနဲ့ပင်သူတို့ရဲ့ခန္ဓာကိုယ်လေးတွေဟာအရင်အမြန်ယူရင်းလာပြီးအလုပ်လုပ်ရင်းအသက်ပေးသွားကြရတာပါဒီကေကိုဝမ်းနေစရာကောင်းတယ်လို့သူတို့ရဲ့ပြောင်းအောင်တို့တော့အလွန်ပဲဂုဏ်ယူစရာကောင်းလာတဲ့အလိုရက်ပါပဲနောက်ထပ်ဟင်ရှားပြီးအလွန်လှပတဲ့အကောင်လေးကတော့မော်နက်လေးပြာလေးတွေပါစောင်းခိုမဲ့မျိုးဆက်ကိုလွယ်ရင်ကျန်ပဲဒီလာပါတဲ့လစ်ပြာလေးတွေရဲ့အရွယ်ရောက်ပြီးတက်တန်းဟာအများအပြား2ပတ်ကနေ6ပတ်ထိတာရှိပါတယ်။ပိုတုံးလုံးဘဝကနေလှပတဲ့လစ်ပြာဖြစ်ပြောင်းလဲပြီးချိန်မှာသူတို့ကအခြားအရာတွေကိုတိတ်ပြီးအာရုံမစိုက်တော့ပါဘူး။မိတ်လိုက်ဖို့နဲ့ဥအိုဖို့ဆိုတဲ့အလုပ်တွေကိုသာအဓိကထားလှုပ်ဆောင်ကြပါတယ်။အပိုင်း4အနေနဲ့လပိုင်းမှာတနေ့တတ်သားများအကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ပါ။ပိုးစင်းနေဟာရေးပေါ်တက်လာပြီးအတောင်မှပေါက်ချိန်အခြားစကားနဲ့ပြောရင်အရွယ်ရောက်ဖီးဖို့မှာများဆုံး4လခန့်သာအသက်ရှင်ကြပါတယ်။ဒါပေမဲ့ဒီ4လဆိုတဲ့အချိန်အတွင်းမှာတင်သူတို့ဟာချင်းနဲ့အခြားပိုးမွားလေးတွေကိုဖမ်းယူစားတောက်တဲ့အလွန်ကျွမ်းကျင်တဲ့မူးဆွတွေချစ်ကြပြီးပဝန်းကျင်ဂီယာစနစ်ကိုအကောင်းဆုံးထိန်းကျောင်းပေးကြပါတယ်။သူတို့ရဲ့ခန့်ကနာကသူတို့လေးအရေးပါပါတယ်။နို့တိုက်တက်တော်တွေထဲမှာအသက်အတော်ဆုံးဇီးဝင်ကတော့ဒီအိမ်ချွတ်တွေပါပဲ။ရန်သူပေါ်များတာရဲ့ဇီဝကမဖေစင်အလွန်မြန်ဆန်တာရဲ့အကြောင်းသူတို့ရဲ့တက်တန်းဟာပြားများအနစ်ဝန်းကျင်လောက်သာရှိပါပဲဒါပေမဲ့သူတို့ဟာအလွန်လင်းမြန်စွာမျိုးပွားနိုင်စွမ်းရှိတဲ့အတွက်ကြောင့်သာအကောင်အရေးထွက်အလွယ်တကူရော့ကြောင်မသွားပဲမျိုးသွန်းပြောက်ကွယ်သွားမဲ့အန်တရာကနေခင်ဝဲနေကြတာဖြစ်ပါတယ်ကဲဒီ
ဒီအကြောင်းအရာမှာတကယ်စိတ်ဝင်စားဖို့ကောင်းဆောင်ချက်ကပါလဲဆိုတော့အမေရိကစကကျွန်းကလာပေါ်ပုတ်တင်ညိုဒီအကြောင်းပါသူတို့ကစနစ်တာဘဝစပုံးမှာ8လကနေ9လအထိကိုဥထဲပါပဲအချိန်ကုန်ဆုံးကြတာပါဒါကြောင့်အပြင်ကိုပေါက်ဖွာလာချိန်မှာ4လကနေ9လလောက်သာအချိန်ကျန်ပါတော့တယ်မိုးရဒီရောက်တာနဲ့လေအမြန်ကြီးစမှာမိတ်လိုက်ဥပြီး6တွေ့ရတဲ့မဝင်ခင်မှာပဲအားလုံးတည်ဆုံးသွားကြတာဟာတဘာဝတရားရင်အံ့တော်ပဲအစီအမံတစ်ခုလိုပဲဆိုရမှာပါ ဒီတော့အရေးကြီးတဲ့အချက်ကပါလဲဆိုရင်အခုလိုအချက်လက်တွေကိုခြုံငုံကြီးလာတဲ့အခါတဘာဝတရားတွေကဇီဝစဝန်းတွေကဘယ်လောက်တောင်ကွဲပြားစုံလင်ပြီးအရှိန်အဟုန်မြန်ဆန်နေတယ်လဲဆိုတာကိုအထင်အရှားမြင်တွေ့နိုင်ပါတယ်24နာရီကနေအနှစ်အတွင်းတာရှင်တန်ရပေမဲ့ဒီတတ္တဝါလေးတွေဟာသူတို့ရဲ့ရည်ရွယ်ချက်နဲ့တာဝန်တွေကိုအံ့ဩစရာကောင်းလောက်အောင်ထမ်းဆောင်တော့ကြပါတယ် အဖိုင်းငါးအနေနဲ့ဘဝအတွက်သင်ခန်းစာများဆိုတဲ့အပိုင်းကိုရောက်လာပါပြီဒီအကြောင်းအရာလေးတွေကနေကျွန်တော်တို့ဘာတွေသင်ယူနိုင်မလဲဆိုတာဆွေးနွေးကြည့်အောင်အဓိကမှတ်သားစရာသင်ခန်းစာ၃ခုရှိပါတယ်ပထမချက်ကတော့အချိန်ကိုတန်ဖိုးထားခြင်းကွာ24နာရီပဲရှင်တန်ရတဲ့ရမရင်ကောင်လေးတွေတောင်သူတို့တာဝန်ကိုပြီးမြောက်အောင်လုပ်နိုင်ရင်အချိန်လေးအများကြီးပိုင်ဆိုင်ထားတဲ့လူသားတွေအနေနဲ့အချိန်ကိုဟောဒီကမထီအောင်တုံတင်တာပေါ့သူရဲ့အချက်ကရွေးချက်ရှိနေထိုင်ခြင်းပါတက်တန်တိုးတဲ့တတ္တဝါတိုင်းကသူတို့ရဲ့ရွေးချက်ကိုရှင်းရှင်းလင်းလင်းသိကြပါတယ်တတိယချက်ကတော့တဘာဝတရားရဲ့ဟန်ချက်ညီမှုပါတက်တန်တိုးသည်ဖြစ်စေရှည်သည်ဖြစ်စေတတ္တဝါတိုင်းဟာကြေရစနစ်အတွက်မရှိမဖြစ်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေကြပါတယ်နောက်ဆုံးအနေနဲ့ဒီစာသားလေးနဲ့ပဲညီကုန်းချုပ်ချင်ပါတယ်အသက်ဘယ်လောက်ရှည်ရှည်နေရတယ်လဲဆိုတာထက်ရှင်းတန်နေရတဲ့အချိန်လေးမှာပါတယ်လှုပ်ဆောင်ခဲ့တယ်လဲဆိုတာကပိုပြီးအရေးကြီးပါတယ်ဒီအကောင်လေးတွေဟာရက်ပိုင်းလပိုင်းလေးပဲရှင်တန်ရပေမဲ့ကဘာမြေကြီးရဲ့လက်ပတ်မှုရန်တရားအတွက်မရှိမဖြစ်လိုအပ်လာပါတယ်ဒါဆိုရင်ကျွန်တော်တို့တွေရောကိုပိုင်ဆိုင်ထားတဲ့အချိန်လေးတွေကိုဘလို့တန်ဖိုးရှိအတိတ်ပဲရှိအသုံးချကြမလဲဆိုတာကိုတွေးတောရင်းဒီတင်ဆက်မှုလေးကိုဒီမှာပဲရန်နာခွင့်ပြုပါအားလုံးပဲတန်ဖိုးရှိတဲ့အချိန်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ